စိတ်ဆိုးအောင်လုပ်တဲ့ကောင်လေးဘာပြောချင်လဲ စိတ်ဆိုးအောင်လုပ်တော့တယ်ဘာမှမဖြစ်ဘူးဒီနောက်မှာအကောင်လေးကအများကြီးပဲစိုက်တဲ့သူရွေးလိုက်လို့ရတယ် ဘလို့ချော့ရင်မိန်းကလေးတွေကစိတ်ကောက်ပြေလဲ ပိုပြီးဂယူးဆိုင်ပြတာပိုပြီးစင်ပြေတယ် တခါစိတ်ကောက်ရင်ဘယ်လောက်ကြာလဲ အကိုတို့ရှာတဲ့ပြဿနာကိုမူတည်တာပေါ့ချက်ချင်းချောရင်ချက်ချင်းပြေမချောရင်3ရက်ရောက်ကြတယ် အခုရောစိတ်ကောက်နေသေးလား သူကစိတ်မကောက် ဟုတ်လား သွားချင်တိုင်းလိုက်ပို့ပေးတယ်မဟုတ်ရဲ့ကျွင်းပြေ စိတ်ထက်ကကောက်လို့ရှိရင်ဘယ်လောက်ကြာလဲ တစ်တော့အဲ့လောက်ပဲကြာ လက်စောက်နေပါလေပေးပြီးချောလိုက်ရပြီ တခါစိတ်ကောက်ရင်ဘယ်လောက်ကြာလဲ အမကြပါဘူးသူတို့ဘက်ကလာခေါ်ရင်အဆင်ပြေသွားတာပဲ မုံနဲ့ချောရင်စိတ်ကောက်ပြေ အဲ့လိုမျိုးအချော့ခံဘူးလား ခံမှု တေးရတာတော့အဲ့လိုစိတ်ကောက်လို့ရှိရင်တော့မုန်းနဲ့ချော့ရမယ်မဟုတ်ပြောမှတတိရတယ်ဒီညီမလေးကိုကိုမုတ်လေးတစ်ခုတော့ကျွေးလိုက်အောင်မယ်ကဲဒီမှာကောင်းမွန်ပဲလာမုတ်ရတာလေးရ ဆိုတယ်ရတာဤတယ် ရတာမျိုးကောင်းတယ်ပဲရတာနေနဲ့ပေါင်မုံသားတော်တော်ဤတယ်ပုံမှန်ဆိုပဲမကြိုက်ဘူးကောင်းမွန်ကပဲလာမှုတော့ကြိုက်တယ် ဘယ်လိုမျိုးချော့ရင်မိန်းကလေးတွေကစိတ်ကောက်ပြေလဲ စိတ်ဆိုးနေရပဲဘာဖြစ်ဖြစ်ဆိုလို့ရှိရင်ဖေဘီလေးကလည်းကွာဘာညာပြောလိုက်ဒါပေမဲ့စိတ်ဆိုးပြေသွား ဟုတ်လား ကိုကပြောတာမျိုးမဟုတ်ပဲနဲ့သူအတိစိတ်တဲ့သူချော့တာမျိုးပိုသဘောကျတယ် သူ့အတိစိတ်နဲ့သူမချော့ခဲ့တဲ့ပုံစံမျိုးတွေရှိခဲ့လား ရှိရအများကြီးပဲဟို case တွေအများကြီးပဲအာဝပေးလိုက်ပါလား အဲ့လိုမျိုးရောအချော့ခံဘူးလား ချောက်ခံအောင်ပြန် တခါစိတ်ကောက်ရင်ဘယ်လောက်ကြာလဲ မျက်နှာတွေ့ရနေပြေရပေါ့နော် ဟော သူများရောမသိညီမအချော့ကပြေရလွယ်တယ် ဘာစားပြီးပြီလဲ ဘာမှမစားသေး ဘာမှမစားသေးဘူးတဲ့ကောင်းမွန်ပဲလာမုတ်ရှားတာလေးကဘယ်လိုရှိလဲ ကောင်းတယ် အနံ့ကြိုက်တယ်နိုအနံ့လေးတင်းတင်းလေး ပဲလာမုံဆိုတဲ့အတိုင်းပဲပေါ့နော်တခါရဲတွေ့ရင်စိတ်ကောက်ပြေမယ်ရတာလေးပါလို့ အရှားတာလေးက ကောင်လေးတော်တော်ကောင်းပါတယ်